ဒီမော်ဆီယာအိုကြီးကကျိုးတစ်ချောင်းကိုဖျက်လိုက်တိုင်းလူတစ်ယောက်ကချက်ချင်းတေဆုံးသွားတတ်ပါတယ်သူဟာဘလောက်တောင်ရက်ဆက်တယ်လဲဆိုရင်အပြစ်မဲ့တဲ့ကြောင်လေးတစ်ကောင်ကိုတောင်မချန်ခဲ့ပါဘူးသူကမိန်းကလေးငယ်လေးရဲ့ကျိုးကိုဖျက်ပြီးတက်ဖို့လုံးနေတော့မှပဲရုတ်တရက်တကားကောင်းလောင်းတန်မြည်လာခဲ့ပါတယ်မော်ဆီယာကတကားဖွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီမိန်းကလေးငယ်လေးဟာသူမရဲ့ချစ်လှစွာသောကြောင်လေးကိုလာရှာရင်းတကားဝမှာရက်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကသူမရဲ့ကြောင်လေးဟာအသက်မရှိတော့ပါဘူးမော်ဆီယာကတက်လိုက်ပြီးသားဖြစ်နေလို့ပါဒါပေမဲ့အခန်းထဲကမြင်ကွင်းကိုမြင်လိုက်ရတဲ့မိန်းကလေးဟာဆက်စုချင်စိတ်နဲ့အထဲကိုဝင်သွားခဲ့ပါတယ်အဲ့ဒီမှာသူမဟာမော်ဆန်နဲ့ရီမို့ကွန်ထရိုးတစ်ခုကိုမတော်တဆတွေ့ရှိသွားပါတယ်အဲ့ဒါကိုအသုံးပြုပြီးသူမဟာကျိုးတွေကိုအားရပါးရလှုပ်ရမ်းပစ်လိုက်ပါတယ်ဒါကိုမြင်တော့မော်ဆီယာကဒေါသတက်ကြီးနဲ့မိန်းကလေးရဲ့ကျိုးကိုဖျက်ပြီးတက်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးကမော်ဆီယာအိုကြီးမောပန်းသွားတဲ့အထိရီမို့နဲ့ကျိုးတွေကိုလှည့်ပတ်ပြီးလှုပ်ရှားနေခဲ့ပါတယ်အဲ့ဒီအိမ်မှာမိန်းကလေးရဲ့အာယုံဟာနောက်ထပ်11ခုစီကိုရောက်သွားပြီးအဲ့ဒါကိုလည်းစတင်ကလိကြည့်နေခဲ့ပါတယ်ပြီးနောက်မိန်းကလေးဟာပျောက်ဆုံးနေတဲ့သူမရဲ့ကြောင်လေးပုံကိုစက်ထဲမှာတွေ့ရှိသွားပါတယ်ဒီလူအိုကြီးဟာသူမရဲ့ကြောင်လေးကိုအောက်လန်းပညာနဲ့ဖျောက်ထားမှန်းသူမချက်ချင်းနားလည်သွားပါတယ်ဒေါသထွက်သွားတဲ့သူမဟာမော်ဆီယာအိုကြီးရဲ့ကျိုးကိုဖျက်ပြီးသူ့အသက်ကိုအဆုံးစီရင်မယ်လို့ချင်းချောက်လိုက်ပါတယ်မော်ဆီယာအိုကြီးဟာကြောက်လန့်တကြားနဲ့သူ့အသက်ကိုချမ်းသာပေးဖို့မိန်းကလေးကိုတောင်းပန်ခဲ့ပါတယ်ဒါကြောင့်အောင်သူဟာကြောင်လေးကိုကျိန်စာကနေလွတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိန်းကလေးဟာသူမရဲ့ကြောင်လေးအော်တန်ကိုကြားလိုက်ရပြီးပျော်ရွှင်စွာနဲ့ပြေးသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမော်ဆီယာဟာလည်းသူ့ရဲ့အမားတွေကိုသိရှိသွားပြီးမကောင်းတဲ့လမ်းကိုဆွန့်လွတ်ကာကောင်းတဲ့လမ်းကိုရှောက်လန်းဖို့ဆုံးဖြတ်လိုက်ပါတယ်လူတွေကိုတတ်မဲ့အစားသူဟာမျက်တွေကိုပဲဖျက်နေပါတော့တယ်